ကဲရွာထဲကကျောင်းသားမိဘတွေရောဦးစင်းခေါ်ခင်ထားတဲ့လူ30ရောအကုန်လုံးတော့မလာသေးဘူးပေါ့နော်တဖြည်းဖြည်းနဲ့လာနေကြပါခင်ဗျအရင်ဆုံးလာတဲ့သူအရင်ဆုံးလုံနေကြတာပေါ့ဒါကတော့ကျွန်တော်တို့ကျောင်းဆေးကကြော်တုံးတွေကြော်စေးခဲတွေအကုန်ကော်ပြီးတော့ဒီပေါင်းတွေအကုန်ရှင်းတယ်ပြီးကြတော့နှုံးတွေတင်နေတာကိုအဲ့ဒီနှုံးတွေကိုကော်ပြီးတော့လောက်ရပါတယ်ခင်ဗျကျောင်းထဲကိုကလေးတွေဝင်လို့မရသေးပဲဖြစ်နေတာပေါ့နော်နှုံးတွေဣနေတာမလို့ဒီနှုံးတွေကိုအရင်ဆုံးဖယ်ခင်းနေရတာပါခင်ဗျကျောင်းထဲမှာလည်းနှုံးတွေတင်နေတာတွေရှိတယ်ပေါ့နော်ကျောင်းထဲကတော့သွားမရှင်းလို့မရသေးဘူးအပြင်ကအရင်ရှင်းနေပါတယ်ခင်ဗျဒါကတော့အဖိုးပေါ့နော်ဒီအဖိုးကကျွန်တော်ဆန်းစကားတွေနဲ့ပြောနေတာဆန်းစကားနားမလည်လို့ဘာသာပြန်နဲ့ခေါ်လိုက်ရပါတယ်ခင်ဗျစကားနားလေသူတွေရောနားထွန်ကြည့်ပါဦးခင်ဗျมันลูกเอาปีนจังไงตัวเป็ดเนี่ยนะဟေးလုံးဘာသာပြန်လာပြီလာပူတောင်းတေးဘလုံးလို့ပြောဆန်းလို့မပြောနဲ့ပြောဟေးဘလုံးလို့ပြောတော့ပြောအဖိုးပြောပါတော့တော့เจ้าแว่นพี่ตาดีเบ้เจ้าแว่นยืนได้ให้มาไปจอกมาไปกะลาแย่แว่ครับเอาပြောစတက်ချပေးလိုက်သွားเจ้าเปี้ยတော့ထားပေးလိုက်အဲ့မှာဆရာကသူ့ယူခိုင်းတာကဓာကြီးကဖို့လို့ပြောလိုက်ฮะဒါတော့ကျောင်းထုတ်ရီစားဝင်တဲ့နေရာပေါ့နော်ရီမျောစာလွဲတဲ့နေရာပေါ့ဒီနှုံးကြီးဒီကြောက်စီခက်တဲ့အကုန်ပိုက်နေလို့ရီမျောလွဲသွားတာဖြစ်ပါတယ်ခင်ဗျာခုနအဖိုးပြောတာကသူဒီနှုံးတွေအကုန်လုံးတုတ်နဲ့ယူခင်းတာပေါ့နော်တုတ်ကသူ့စီယူတက်လာလို့တဲ့သူတို့စကားကိုလည်းနားထောင်ရတဲ့ကိုကအဖိုးပြန်ပြောလိုက်တာဆရာယူခင်းတာတို့ဒီရီမျောကိုကဖို့လို့တော်တော်နဲ့ရေမတက်နိုင်အောင်ဆိုအခါမှသူလည်းနားလေသွားတယ်အဲနဲ့လည်းဝင်တာပေါ့ဒါကအကုန်လုံးဆွဲပြီးတော့ပြီးကြမှာတုတ်နဲ့ပြန်ပြီးတည်ပြီးတော့လောမှာပေါ့နော်ဒီနှုံးတွေကတအားများနေတအားဣနေတာဗျယောက်ျားလေးကြတော့ဟိုရေမျောစလွဲတဲ့နေရာနေသူတို့ကအဲ့ဒါလေးပဲနည်းနည်းပဲမှမှာဆိုအဲ့နေရာလောက်တယ်ပြီးကြတော့မိန်းကလေးတွေကိုကြတော့ဒီနှုံးနေရာမှာလုံနေကြတာပေါ့နော်သူ့နေရာနဲ့သူလုံနေကြပါတယ်ခင်ဗျာနဲ့ကတည်းကရင်ကလေးတွေလည်းကြောင်းထဲဝင်ခင်းလို့မရသေးဘူးပေါ့အဲ့ဒီနှုံးနေနေဆိုရင်သူတို့ခြေတလုံးတွေအကုန်မြုပ်ကုန်ပါရှင်းနေတော့ပါမြူကြီးပြာကြီးရောက်တာ3 မူကြာပြီမင်းရဲ့ပညာမင်းမွေးကပေးဟောအဆွဲစမုဟောဘာလဲတော့ပြောချင်းစမုလေအယူလာစကားပြန်ဆရာလာကြောတာလားဟုတ်လားအယူသမီးအေးလီအေးအောင်အေးစင်းဒါဘာတော့မိကျန်စမုလေလားကျောင်းအောင်ပြန်လာပြီလားกูมาได้นะပြန်လာသေးဘူးလားကျောင်းအောင်ဘယ်သွားရတော့ကျောင်းကျော်ဝါလားမင်းခင်သွားတာကျောင်းမပြန်လာသေးဘူးလားဘလို့ကြီးတော့မင်းဖေးရလဲဘယ်ချိန်ပြန်ဒီနေ့ပြန်လာမှာလားအတန်တာလားမျက်နှာဘာတွေဖြစ်ထားတော့မျက်နှာမှာအဖူးတွေကြီးပဲကျုံမိုက်ဖူးဩကျောင်းမပြန်လာသေးဘူးပေါ့အဲ့ဒါကျောင်းပြန်လာရင်ဘာဝယ်လာပေးမယ်လို့ပြောတော့တန်းတဲ့กูมาตัดสมุกเจตากูမဝင်လာပြီမဟောအဲ့ဒါဆရာတို့ဘိုးရောက်ယူလာပြီအောင်တန်းတူခဲ့ပါလားနော်အေးဟုတ်ပြီဆရာတို့ပြစားအောင်နော်ဘာမှုန်းနော်กูมึงจะมาได้ဟာလဲခမုံပါกูมึงจะมากูเปิดพยายามเอาสิจ้ากูဟာဆရာကြီးကချွေဆူအိုးပါပေးလိုက်မယ်ပွဲနေတယ်ဆိုရင်အင်ဂျီအသေးဝူရမယ်လို့ပြောထားဘာလို့အင်ဂျီအဟောင်းဝူထားတော့ဒီလား e plus လောက်တဲ့ခရင်ကမရွာလန်းထဲမှာဆော့သွားနေပြီးကြတော့ကျုံဖနက်လည်းမပါဘူးအေးပူရမွေးလုတ်ပေးလိုက်ရတယ်ပါသူမကျုံကုတ်ထားပါညပူရမွေးတော့ပျော်သွားပြီသမီးလေးတို့ရေဟမ်အင်ဂျီအသေးဘာလို့မိုးတာလဲလို့အေးဆွဲချက်စတော့ကပါလားဟာဟိုမှာလည်းတယောက်ငိုနေပြီဟာခုပဲသွားတော့ဘာတင်နေတာဟိုဖုန်းကြီးကြောင့်ပြန်လာတဲ့ဒီဘုတ်စားတွေနဲ့ဟုတ်လားဟမ်ဘောရပြအားလုံးဘောရပြဆိုတာဟုတ်ကဲ့ပြဟုတ်ကဲ့စီအူစားတွေကျုံမကြမ်းရတော့
ဟိုမှာဟိုပြဟဲ့မပြေးနဲ့လေဩ ငါ့ကိုကြောက်လို့လေ တို့ခေါင်းเนี่ยဖာတော့ဖြူပြပြပါ ဘာဖြစ်ပြန် တော့ဟာမကြောင်းသားတွေကြတော့ဆရာကြောင်းတရားဆိုတော့ဘာမှမဟုတ်တော့နော်အဘွားပြန်အဘွားငွားလို့ 不让他， အဘွား 不让他， အဘွားအေးနှစ်ချီကကိုရေးရောက်ပြီတော့ကြောင်းသားတွေကြတော့ဆရာတို့မကြောက်တော့တက်ကြောက်တော့မှရင်မျောထိုက်ရောက်နေပြီ तू อ่ะ မော ဟာတို့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ဒီပစ္စည်းတွေပေါ့နော်မြို့မှာရောက်နေတဲ့ပစ္စည်းတွေကိုတွားပြီးတော့အဆောင်မှာထထားတာပေါ့တခါတည်းတော့ယူပြန်လာလို့မရသေးဘူးပေါ့ဒီမှာဆန်ကယ်တစ်စီးတည်းတွားတာဆိုတော့လေလမ်းရတယ်ချော်တော့ကားကပစ္စည်းတွေကိုတခါတည်းကျွန်တော်တို့အဆောင်မှာစုထားတာပေါ့မိုးရွယ်နဲ့ပဲတွားတယ်ဗျာမိုးကတော့မကြောက်ဘူးဒါပေမဲ့မိုးအုပ်နေတာနဲ့ဒါလမ်းတစ်ဝက်မရောက်သေးဘူးသုံးပုံတစ်ပုံပဲရောက်သေးတယ်အဲ့ဒါဆန်ကယ်ကဆင်းရတယ်လေဆင်းအတက်တွေဆိုရင်ဆင်းရတယ်ဒါလမ်းတအားချောတော့ဆင်းရတဲ့နေရာတွေအတက်အဆင်းပဲဆင်းရတာပေါ့တင်ဆန်ကယ်ကဆင်းရတာပိုအဆင်ပြေတယ်ဒါနှစ်ယောက်လုံးစီးပွားမှပြစ်လဲနေဒုက္ခရောက်တယ်ဒါကတော့ကျွန်တော်ပထမဆုံးကရောက်သွားတာပေါ့နော်ပစ္စည်းကအထုံနည်းနည်းကြာနေပြီဆိုတော့အဲ့ဒါဟိုပြီးတော့အနှံ့နေလဲထွက်နေတယ်ဘာတွေလဲမသိဘူးဆိုပြီးကျွန်တော်တို့ဖောက်ကြည့်ရတာပေါ့ဟိုပဲနုဖာတွေပါခင်ဗျာဒါပဲနုဖာတွေကကြွက်ကြိုက်ထားတယ်ကြွက်ကြိုက်ထားပြီဆိုတော့ပဲနုဖာတွေကအကုန်လုံးပေါ့ပြေးပြီးတော့အနှံ့နေထွက်နေတာဒီမှာလော့တွေတော့ထိုးနေတာပေါ့နော်အဲ့ဒါဟိုအလုံးတန့်ဆင်းပြီးပြန်လုပ်ရတယ်မုံဖာတွေရောတော့ကြိုက်ထားတာကြွက်တွေကနည်းနည်းလေးကြာပြီဆိုတော့လေဒါကိုဖက်ကတောင်းဆိုတော့ဘာမှမပြောပါဘူးဒါတအားနန်သွားတာပေါ့အဲဆိုတော့အဲ့ဒါတွေအကုန်လုံးပြန်လုပ်ပြီးတော့ပြန်စီရတယ်ဒါကနောက်ထပ်ဒါကားတကယ်ကပါဒါနောက်ထပ်ကားကတစ်ခုပါဒါပစ္စည်းတွေဒါကလစ်တွေပေါ့ကလစ်တွေကျတော့ဘာမှမဖြစ်ပါဘူးခင်ဗျာအဲ့ဒါလည်းခုတစ်ခေါက်ရင်တည်လို့မရသေးဘူးပေါ့နော်ဆင်ကင်နဲ့လာရတာဆိုတော့ तू ကကျိုးမှာဆိုလို့နောက်တစ်ခါဒီလက်ကုံကားနဲ့လာမှပစ္စည်းတွေအကုန်လုံးပေါင်းပြီးတည်ရမှာပါခင်ဗျာအခုအဓိကယူမယ်ဆိုပြီးလာတာတော့ဒီဦးစင်းကိုရင်တင်ကန်းလေးတွေပေါ့နော်တင်ကန်းလေးတွေရောက်နေတာကြာပြီဆိုခုနကဒီပေါက်နေတာတွေအကုန်လုံးဒါတင်ကန်းအနေနဲ့ပါလာတာပေါ့နော်တင်ကန်းကိုအဓိကယူပြန်သွားပါမယ်ခင်ဗျာဒါပစ္စည်းဒါကတော့တိတ်တိတ်လေးတွေကြတော့ယူသွားရမယ့်ပစ္စည်းလေးတွေကိုတက်တက်ပြန်ပြီးထုတ်နေတာပါခင်ဗျာပစ္စည်းတွေတစ်ခါတည်းတည်ပြန်သွားချင်တာပေါ့